မင်္ဂလာပါ KGN YouTube channel ကနေပြီးကြိုဆိုပါရစေဒီကနေ့အားကစားသတင်းတွေမှာတော့ Man United ရဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ Marcus Rashford ကတော့အသင်းကနေထွက်ခွာတော့မှာပါသူအနေနဲ့ Champions League ဝင်ခွင့်ရရှိထားတဲ့အသင်းမှာကစားချင်တာကြောင့်ပါ United ကတော့သူတို့ကစားသမားအတွက်ပေါင်တန်း40အလိုရှိနေပြီလောလောဆယ်မှာတော့ကစားသမားရဲ့လောက်ခလာစာကြောင့်ဘယ်အသင်းမှကန်လန့်ထားတာမျိုးမရှိသေးပါဘူးRashford အနေနဲ့ကသူပြောင်းရွှေ့ကစားခြင်းနဲ့ဘာစီလိုနာအသင်းမဟုတ်ရင်တော့လာစာရှော့ယူဖို့မရှိပဲဘာစီလိုနာအသင်းဆိုရင်တော့သူ့ရဲ့လာစာကိုရှော့ယူသွားမယ်လို့ပြောဆိုထားပါတယ်။မနေ့ညကစားခဲ့တဲ့ Chelsea အသင်းနဲ့ Real Betis တို့ရဲ့ Europa Conference League ဘောလုံးပွဲမှာတော့ Chelsea အသင်းက4ဂိုးတဂိုးနဲ့ဂိုးပြတ်အနိုင်ရရှိပြီးပိုဆွဲသွားခဲ့ပါတယ်။ဒီပွဲမှာတော့ Real Betis အသင်းကဦးဆောင်ကိုအရင်သွင်းခဲ့ပြီး Chelsea အသင်းက Enzo Fernandez, Sancho, Caicedoတိုက်စစ်မှုဂျက်ဆင်တို့ရဲ့တွင်းကိုတွေနဲ့အနိုင်ရခဲ့တာပါဒီဖလားကပိုင်ရှင်သက်လက်ထက်ပထမဆုံးရရှိတဲ့ဖလားလည်းဖြစ်ပြီးဥရောပဖလားအကုန်လုံးရရှိထားတဲ့အသင်းဖြစ်လဲမှတ်တမ်းဝင်သွားခဲ့ပါတယ် United အသင်းကတော့ဘောလုံးရာသီပြီးဆုံးပြီးပထမဆုံးရာသီကြိုးချေစမ်းပွဲဖြစ်မလေးရှားနိုင်ငံကွာလာလမ်ပူမြို့မှာအာဆီယံအော်စတာအသင်းနဲ့ကစားခဲ့ရမှာတော့မြမလက်ရွေးစင်မမောင်လေးရဲ့တွင်းကိုတွေနဲ့ပဲရှုံးနိမ့်သွားခဲ့ပါတယ် United အနေနဲ့နောက်ထပ်ချေစမ်းပွဲအနေနဲ့ဟောင်ကောင်ကိုတွားကြအောင်ပါအာဆင်နယ်အသင်းကတော့သူတို့အသင်းရဲ့တိုက်စစ်မှုနေရာအတွက်စတင်လှုပ်ရှားနေပြီး Sporting Lisbon အသင်းရဲ့တိုက်စစ်မှုဖြစ်သူ Victor Gyökeres ကိုခေါ်ယူနိုင်ရေးအတွက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပြီးကစားသမားဘက်ကတော့သဘောတူရင်ခေါ်ယူနိုင်မှာပါ Sporting အသင်းကတော့သူတို့ကစားသမားအတွက်ယူရိုတန်း80ရရင်တော့ရောင်းထုတ်သွားမှာပါ Gyökeres ကတော့အာဆင်နယ်အသင်းကိုပြောင်းခဲ့ရင်တပတ်လောက်ခလာစာအဖြစ်ပေါင်2သိန်းအပြင် signing bonus အဖြစ်ပေါင်14သန်းလည်းရရှိအောင်ပါUnited ကတော့သူတို့ဂိုးသမားဖြစ်တဲ့ Onana နေရာကိုအစားထိုးခြင်းနေပြီး Spain La Liga Club Espanyol အသင်းရဲ့ဂိုးသမားဖြစ်သူ Joan Garcia ကိုပထမဦးစားပေးအဖြစ်ပြတ်မှတ်ထားနေပြီးဒီကစားသမားကိုမရခဲ့ရင်တော့ Burnley အသင်းရဲ့ Jane Trafford ကိုပြောင်းလဲခေါ်ယူဖို့စဉ်းစားနေပါတယ်။ဒါတွေကစိတ်ဝင်စားစရာနောက်ဆုံးရအားကစားသတင်းတွေပါ။ကျွန်တော်ရဲ့ channel ကိုကြိုက်နေတဲ့ဆိုရင်တော့ subscribe လေးနှိပ်ပြီးအားပေးသွားနိုင်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်ဗျ။